ရှင်ချစ်တာအားလုံးမင်္ဂလာပါရှင်ရှင်စင်အချစ်စီနဲ့ပြီးမှဒီဗီဒီယိုမကြည့်နောက်လာရသွားမယ်နော်တကယ်ပြောတာနော်ရှင်စင်ရဲ့လက်ကားရောင်းစေးတော့မှရှင်စင်ဒီဇိန်းနဲ့မပေးနိုင်ဘူးရှင်စင်ရဲ့ဝတ်တက်ကာကာလေးတွေကိုနော်စိုင်ကြီးတွေအများကြီးရှိအောင်ပါရှင်စင်ကိုချစ်လို့အားပေးတဲ့ကာကာတွေကိုနော်ရှင်စင်ဒီဇိန်းလေးနဲ့ရောင်းပေးမယ်နော်တန်လားမတန်လားဆိုတာတန်တယ်ဆိုမြန်တယ်နော်ရှင်စင်ဒီအချစ်စီနဲ့အများကြီးရောင်းမပေးနိုင်ဘူးနော်အများကြီးရောင်းမပေးနိုင်ဘူးရှင်ဒီလိုမျိုးလေးနှစ်တွဲရောင်းပေးမယ်နော်နှစ်စုံနဲ့ဒီအိတ်ကလေးလက်ဆောင်လေးပါတယ်ပေါ့နော်ဈေးကလည်းရှော့ပေးထားတယ်အိတ်ကလည်းလက်ဆောင်ထည့်ပေးထားတယ်အိတ်ရောက်နေချေရပါတယ်လုံးဝဆရာငွေကြိုလဲဆရာမလို့ဘယ်မှာမှမရတယ်စေရတယ်ဆိုရင်ရွှေစင်လာရောင်းဒီဇိန်းနဲ့လာပေါ်ဝဲမယ်နော်ဒီမှာဟက်လိုအိတ်ကလေးတစ်လုံးလက်ဆောင်ပါသေးတယ်နော်ဟက်လိုအိတ်ကလေးတစ်လုံးလက်ဆောင်ပါသေးဒီမှာအပြင်ဈေးကွက်မှာပေါက်နေရစီအရန်လာတော့စိတ်မိတ်ကြီးနော်အရန်လာတော့စိတ်မိတ်ကြီးဒီစိတ်မိတ်ဆိုရင်ဈေးကွက်မှာ9000ကျော်လောက်ပေါက်တယ်နော်ဒီမှာတစ်ချက်ဖြန့်ပြမယ်ဒါဆိုအနက်ရောင်ပေါ့နော်ဒီမှာဒါ200ချီက9000ပြည့်တယ်နော်ဝါတဲ့လူတွေအဆင်ပြေလားဆိုအဆင်ပြေတယ်နော်ဝါတဲ့လူတွေအဆင်ပြေပါတယ်ရှင်ဟဲ့လို့စိတ်မိတ်ကြီးတစ်စုံရဲ့ရွှေစင်ကဒီမှာနော်ဒါဆိုဈေးကွက်မှာ9000ကျော်လောက်ပေါက်နေတဲ့စိတ်မိတ်ကြီးတစ်စုံရဲ့ပြီးကြတော့ဒီမှာရွှေစင်ရဲ့တက်ဆက်လာပေါ့နော်ဒီလိုအပြည့်တစ်စုံရဲ့ကိုတွဲပေးထားဒါဟုတ်ရွှေစင်ကဘယ်စည်းနဲ့ပြီးမလဲတသိန်းနဲ့ပြီးပါမယ်ရှင်တသိန်းနဲ့နော်အဲ့လိုနှစ်စုံပြေအိတ်ကလေးလက်ပါတယ်တသိန်းနဲ့ပြီးတယ်နော်လက်ကားမမတွေရွှေစင်ကိုမြင်ရင်စိတ်မဆူပါနဲ့ပေါ့နော်လက်ကားစိတ်တောင်ဒီစိမ်းနဲ့မရှိဘူးဒါပေမဲ့ရွှေစင်ကချစ်လို့ကိုမို့တမင်လက်ဆောင်စိတ်လေးနဲ့ရောင်းပေးတာပေါ့နော်ဆိုင်ကြီးတွေအများကြီးရှိရတာနဲ့ရွှေစင်ကိုချစ်လို့အားပေးတဲ့ကာကာကိုရွှေစင်ကချစ်တဲ့အနေနဲ့ပေါ့နော်ဒီစိတ်လေးနဲ့ရောင်းပေးတာပါရှင်လက်ကမမတွေကိုလည်းရွှေစင်ကိုမြင်ရင်စိတ်မဆူနဲ့နော်လာကြည့်လို့ဒီတွဲလေးကြိုက်တယ်ဆိုလာကြည့်လို့ရပါတယ်ရှင်နော်ဒီတွဲလေးကြိုက်တယ်ဆိုလာကြည့်လို့ရပါတယ်နော်ဒီမှာကြည့်အောင်ဒီလိုမျိုးစိတ်မိတ်နော်ဒါလေးကဇီးလေးနော်ခုနကအနက်ကလေးနော်ဒါ200ချီကဒီမှာဒီလိုအပွင့်ကြွေရအပင်းထဲမှာဒီလိုများ2ယောက်ပါပဲနော်အရန်တန်တော့ဈေးကွက်မှာ9000ခွဲလောက်ထိပေါက်နေတယ်ပေါ့နော်ဒီလိုမျိုးစိတ်မိတ်ကိုရွှေစင်ကဘာလို့ဒီဇိန်းနဲ့ပေးနိုင်တာလဲစက်ကန်ကနေတရရထားတာဖြစ်တဲ့အတွက်ရောရွှေစင်ကိုချစ်တဲ့အားပေးတဲ့ကာကာတွေကိုလည်းရွှေစင်ကဒါရွှေစင်တက်နိုင်တယ်လို့ဘာပဲဖြစ်ဖြစ်နှစ်စုံဝယ်မှာရွှေစင်1000ပေးရတဲ့ထားကိုလေရွှေစင်ပေးနိုင်နေပေါ့နော်ရွှေစင်ကိုချစ်ခင်အားပေးလို့ဝယ်တဲ့ကာကာတွေကိုချစ်တဲ့အနေနဲ့ရွှေစင်ဒီလိုလေးလုပ်ပေးတာပါနော်အများကြီးမရပါဘူးရှင်လိုချင်တယ်ဆိုနှစ်တွဲရပါမယ်နော်အရင်ငွေချရပါတယ်လုံးဝဆရာငွေကြိုလဲဆရာမလိုပါဘူးရှင်နော်ဒီလိုမျိုးအပြည့်လေးဒီပါရှင်နော်အားကြောင့်လိုချင်တယ်ဆိုရင်နှစ်တွဲပဲရပါမယ်နော်အဲ့လက်ဆောင်ကလည်းပြီးတယ်ရွှေစည်းရပုံမှန်ရောင်းစေးကနှစ်စုံက3သိန်းပုံမှန်ရောင်းစေးကနှစ်စုံက3သိန်းမကဘူးပေါ့နော်3သိန်းကျော်တယ်နော်နှစ်စုံရောင်းရင်တော့မှရွှေစည်းရပုံမှန်ရောင်းစေးကတစ်စုံချင်းစေးဆိုရင်2သိန်းကျော်ပါတယ်ရှင်ရွှေစည်းချစ်လို့ကိုလက်ဆောင်လေးပေးတတ်ပါလက်ဆောင်စေးလေးနဲ့လာယူနော်ဟဲ့လိုအိတ်ကလေးတွေကလည်းတစ်လုံးစီလဲလက်ဆောင်ပေးမှာပါရှင်အဲ့ဒီရုပ်ကြီးပြရောင်းနာမှာဈေးအရန်ချိုတို့လိမ့်နဲ့မထင်ပါနဲ့ပစ္စည်းသားနာ quality လဲစိတ်ချပါတစ်ခါဆက်ဆက်ရတက်ပတ်လေးကိုချစ်ပေးကြပါအောင်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးပါရှင်အိမ်ရောက်ငွေချရတယ်နော်လုံးဝဆရာငွေကြုံလဲရပါဘူးရှင်ကျေးဇူးပါရှင်